နက်မျက်လုံးအစွမ်းနဲ့ကြည့်လိုက်တာအကျွေးစေးလေးကတံမိုးအရန်ကြီးတာတဲ့ဗျာကောင်မလေးကရှေးဟောင်းပစ္စည်းအယောင်းဝယ်ဈေးကိုရောက်သွားကဟိုကြည့်ဒီကြည့်လုပ်ပြီးတံမိုးကြီးတဲ့ဒီအကျွေးစေးလေးကိုတွေ့သွားတာပေါ့အရင်ဆုံးဟိုဈေးဒီဈေးအရင်ရောက်မေးပြီးမှအကျွေးစေးကို1000နဲ့ဝယ်လိုက်ပါတော့တယ်ကောင်မလေးတော့မျက်ပြီလေဒီအချိန်မှာကောင်မလေးရဲ့ကြောင်းနေဘက်ရောက်လာပြီးကောင်မလေးကိုလာပြောင်းနေတာပေါ့ကောင်မလေးထွက်သွားဖို့လုပ်တာဟိုကောင်မကတားလိုက်တဲ့အချိန်မှာအချိန်ကြိုက်ပဲရှေးဟောင်းအမွေနှစ်ကဲဖြစ်တဲ့တထေးကျန်းရောက်လာတဲ့ဟိုကောင်မကသူ့ပဆွေးတွေကိုကြည့်ပေးဖို့ပြောတာတထေးကျန်းကအဖက်တောင်မလုပ်ဘူးရှက်စရာကောင်းချက်တထေးကကောင်မလေးရဲ့ပစ္စည်းကိုတောင်းကြည့်တာတိတ်တန်ဖို့မကြည့်တဲ့အရာတွေဖြစ်နေတော့ကောင်မလေးကသူ့ရဲ့အချီကြီးကိုထုတ်ပြပါတော့တဲ့အကျွေးစေးလေးတစ်ခုပေါ့ဟိုကောင်မကလည်းအကျွေးစေးအစုပ်လေးဆိုကအထင်မကြီးပဲလှောင်ပြောင်းနေတာပေါ့တထေးကျန်းကတေချာကြည့်ပြီးလန့်သွားပါတော့တယ်ဒီအကျွေးစေးကတကယ်ကိုတမိုးကြီးတဲ့အရာဖြစ်နေတာလေတထေးကျန်းကလည်းကောင်မလေးစီကိုဝယ်မလို့လောက်တာကောင်မလေးက3တန်းနဲ့ပေးမယ်လို့ပြောလိုက်တာတထေးကျန်းကလည်းတန်းယူလိုက်တာပေါ့ဘေးကလူကလည်းသူရောင်းလိုက်တဲ့ဟာဒီလောက်တောင်မျက်တော်ယူကျုံမရဖြစ်နေတာပေါ့ဒီလိုနဲ့တထေးကကုန်စီပြဝဲရှိလို့လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ကောင်မလေးကလည်းစင်းစားတော့တာပေါ့ဒီပွဲသွားရင်အဆက်အသွယ်တွေလည်းရနိုင်တယ်လို့ပတ်စံလည်းပိုများများရှာနိုင်ပါလေဒီလိုနဲ့သဘောတူလိုက်ပြီးထွက်သွားပါတော့တယ်ဟိုကောင်မကမကြေမနက်တွေဖြစ်ပြီးကြံခဲ့တာပေါ့ကောင်မလေးကကုန်စီပြပွဲကိုရောက်တဲ့အခါမှာတော့နက်မျက်လုံးနဲ့ကြည့်လိုက်တာတီးကန်အိုးလေးကရွမ်3000ပဲရှိတာတွေးလိုက်ပါတယ်တေချာပြန်ကြည့်လိုက်တော့ရွမ်2တန်းတန်ကအထဲမှာဖွက်ထားတာကိုတီးလိုက်ရပါတော့တယ်ကောင်မလေးကဈေးမိလိုက်တဲ့အခါတထေးချမ်းကစိုးရင်တကြီးနဲ့ဒီတီးကန်အိုးကအတုဖြစ်နိုင်တယ်လို့ဝင်ပြောတာပေါ့အတုဆိုတော့ရွမ်3000နဲ့ရလာပါရတယ်ဒီလိုနဲ့တီးကန်ရဲ့အတွင်းကိုနှိုက်လိုက်တာဆွဲသီးတစ်ခုထွက်လာပါတယ်တထေးချမ်းကလည်းကြောက်စိမ့်နဂါဆွဲသီးဖြစ်ကြောင်းအတီးပြုတ်ပေးလိုက်ပါတော့တယ်ကောင်မလေးကတော့ဒီတစ်ခါလဲအကောင်းစားကြီးရသွားပြန်ပြီးဘေးနားကလူကြီးကလည်းအနည်းဆုံးတန်း30တန်းနဲ့ဆိုပြီးအတီးပြုတ်ပေးလိုက်ပါတယ်တထေးနှစ်ယောက်ကလည်းတူဝဲမဲငါဝဲမဲနဲ့လူနေတော့တာပေါ့ကောင်မလေးကလည်းဒီထက်ကောင်းတာရနိုင်သေးတယ်ဆိုကနှိပ်သိမ့်ပေးလိုက်ရတာပေါ့ဒီလိုနဲ့တန်း30မြတ်သွားပြန်ပြီပေါ့နောက်တော့တထေးဝံကဖုံးဆက်လာပြီးဈေးကြီးတဲ့အလုပ်တစ်ခုကိုကန့်လန့်လာပါတော့တယ်ကောင်မလေးကလည်းဈေးမြင့်တော့ကြိုက်ပြီးလေလုပ်ငန်းတစ်ခုကပကြီးကားတစ်ခုကပြုပြင်ဖို့လိုအပ်နေတာကိုကောင်မလေးကပြင်ပေးရမှာကောင်မလေးမှာကပြုပြင်တဲ့အစွမ်းရှိနေတော့အေးဆေးလေးပဲပေါ့ဗျာပြင်ဆင်ကားကရွမ်3တန်းဆိုတော့ကောင်မလေးကလက်ဝတ်ရတနာလုပ်ငန်းကအရာတွေကိုသူ့နဲ့မျက်လုံးနဲ့ကြည့်ပြီးချမ်းသာနိုင်မဲ့အခွင့်အရေးကိုစဉ်းစားမိသွားတာပေါ့ကောင်းလိုက်တဲ့ညံရွှေချထားရမယ်ကောင်မလေးကတန်းရောက်ချလာတာပေါ့ညံလိုက်တာဗျာဒီလိုနဲ့ပြင်ရမဲ့ပကြီးကားကိုကြည့်လိုက်တာအနည်းဆုံးတန်း300တန်းဖြစ်နေတာပေါ့3ဘီလီယံပေါ့ဗျာကောင်မလေးကလည်းအံ့ဩတာပေါ့သူနဲ့မျက်လုံးနဲ့ကြည့်တဲ့အထက်ဒီဟာတန်ဖိုးအကြီးဆုံးလေကောင်မလေးကပြင်ပေးဖို့တတော်တူလိုက်ပြီးပြုပြင်ရေးအခန်းထဲဝင်သွားပါတော့တယ်ကောင်မလေးကပြင်ပေးလိုက်တာစာတွေကိုတေချာရှင်းရှင်းလင်းလင်းပြန်မြင်သွားရတာပေါ့အလုပ်အပ်တဲ့လူကြီးကလည်းကျဉ်နဲ့သွားပြီးအနာဂတ်မှာပါလုပ်ချင်လဲကူညီပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်ကောင်မလေးကလည်းသူလိုချင်တဲ့ရှေးဟောင်းကြောက်အကြောင်းကိုရှင်းပြပါတော့တယ်ဘာကြောက်ဖြစ်မလဲမသိဘူးနော်ဒီလိုနဲ့ဟိုတထေးကကူပီပေးဖို့သဘောတူလိုက်ပါတော့တယ်နက်မျက်လုံးအစွမ်းနဲ့ကြည့်လိုက်တာနဲ့ဟိုကောင်မဝတ်ထားတဲ့ပစ္စည်းတွေအကုန်လုံးကအတုတွေဆိုတာကိုကောင်မလေးသိသွားတာပေါ့ဒီတော့ကောင်မလေးကဘလို့ပညာပေးမလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာတော့တာပဲအခုချိန်မှာတော့ကောင်မလေးကသူမရဲ့နက်မျက်လုံးအစွမ်းကြောင့်တဖြည်းဖြည်းချမ်းသာလာခဲ့ပြီးသားလေအိမ်တလုံးတောင်ဝယ်နိုင်တဲ့အထိဖြစ်လာခဲ့တာပေါ့ဒါကြောင့်မိဘတွေကိုပါခေါ်လာပြီးအတူနေဖို့ဆုံးဖြတ်လိုက်တာပေါ့ဒီလိုနဲ့ကောင်မလေးကအိမ်တလုံးဝယ်ဖို့သွားပြီးအိမ်တွေကိုတလုံးချင်းတေချာလိုက်ကြည့်နေခဲ့တာပေါ့အိမ်တွေကိုကြည့်ပြီးနောက်မှာတော့ငွေကိုအပြည့်ပေးပြီးဝယ်မယ်လို့ပြောလိုက်တာပဲအဲ့ဒီလိုနဲ့ကောင်မလေးကအခန်းထဲမှာထိုင်နေတဲ့အချိန်မှာပဲသူမရဲ့ကျောင်းနေဘက်တငယ်ချင်းဆိုတဲ့ဟိုကောင်မရောက်လာတော့တဲ့အဲ့ဒီကောင်မကအိမ်ဝယ်မလို့လားဘာညာနဲ့အားချောင်ပြီးစကားတွေပြောနေတော့တာပေါ့ဒါပေမဲ့ကောင်မလေးကသူမရဲ့နက်မျက်လုံးအစွမ်းနဲ့ကြည့်လိုက်တဲ့အချိန်မှာတော့ဟိုကောင်မဝတ်ထားတဲ့ပစ္စည်းတွေအကုန်လုံးကအတုတွေဖြစ်နေတာကိုတွေးလိုက်ရတာပေါ့ဒီတော့ကောင်မလေးကနည်းနည်းပြန်လောင်းလိုက်တော့တဲ့ဟိုကောင်မကတော့သူ့လင်ကအတုတွေဝယ်ပေးထားတာကိုမသိသေးဘူးလေဟိုကောင်ကလည်းအတုဝယ်ပေးထားတာပေါ်သွားမှာကိုကြထောက်ပြီးကောင်မလေးကိုနှင်ထုတ်ခိုင်းနေတော့တာပေါ့ဒီအချိန်မှာပဲအိမ်ဝယ်ယူမှုစာချုပ်ရောက်လာတော့တယ်ဟိုကောင်မကတော့မယုံနိုင်အောင်ဖြစ်နေတော့တာပေါ့အိမ်ကို55တန်းနဲ့ဝယ်လိုက်တာကိုတိလိုက်တဲ့အခါပိုပြီးအံ့ဩသွားတာပဲသူမကတော့ကောင်မလေးကိုပတ်စံမရှိပဲလာလိမ့်နေတယ်လို့ထင်နေခဲ့တာလေဒါပေမဲ့ကောင်မလေးကစကားတခုမှမပြောပဲကက်ဖြတ်ခိုင်းလိုက်တယ်ခဏအကြာမှပဲဆက်ကငွေပေးချေမှုအောင်မြင်ပါတယ်လို့အော်ထွက်လာတော့တယ်ဒီအတန်ကိုကြားလိုက်တဲ့အချိန်မှာဟိုကောင်မလန့်သွားပြီးမယုံနိုင်အောင်ဖြစ်နေတော့တာပေါ့ဒီလိုနဲ့ကောင်မလေးကထပ်ပြီးပြန်သွားတော့မယ်ဆိုတဲ့အချိန်မှာဟိုကောင်မကိုအိတ်ထဲကပေါင်ချကိုကြီးလိုက်ဖို့ပြောလိုက်တယ်ကြီးလိုက်တဲ့အချိန်မှာတော့ရွှန်300တန်းပစ္စည်းလေးကို3သိန်းနဲ့ဆိုပြီးချင်းထည့်ထားတာတိတော့အားတော့တာပေါ့ဒီလိုနဲ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်အချင်းချင်းစကားများပြီးရန်ဖြစ်ကြံခဲ့တော့တယ်